တော်ဝင် ACM Construction Company Limited ရဲ့9နှစ်ပြည့်အထိမ်းအမှတ်အထူးဈေးရောင်းပွဲတော်ကြီးကို29ရက်2လ2015မှ23ရက်5လ2015အထိထူးခြားတဲ့အစီအစဉ်ပေါင်းများစွာနဲ့ကျင်းပပြုလုပ်နေပြီဆိုတာကိုသတင်းကောက်ပါလိုက်ပြစီခင်ဗျာတော်ဝင် ACM Construction Company Limited ရဲ့9နှစ်ပြည့်အထိမ်းအမှတ်အထူး promotion အစီအစဉ်အနေနဲ့ရန်ကုန်မြို့တော်ကြီးမှာရှိတဲ့တိုက်ခန်းပေါင်း26ခန်းကနေပြီးတော့မိမိကြိုက်တဲ့တရားတိုက်ခန်းကိုဝယ်ယူရုံနဲ့900ခန်းကနေ1500ခန်းအထိခန်းစားနိုင်မဲ့အခွင့်အရေးဒါအပြင်ကိုနောက်ထပ်အခွင့်အရေးတစ်ခုလည်းရှိသေးတယ်ဗျနောက်ထပ်အခွင့်အရေးဟုတ်လားဘလို့အစီအစဉ်မှလည်းစိတ်ဝင်စားသွားပြီရှင်းပြပေးပါဦးနောက်ထပ်အစီအစဉ်က Lucky Draw အစီအစဉ်လေးမလာမပါစုမဲပေါင်း22မဲအဖြစ်1 carat စိတ်လက်စွပ်တစ်ကွင်း900ခန်းကနေ1500ခန်း discount က9ကတ်3ချက်သားရွှေဆွေးကြို9ကုန်းနဲ့9မူသားရွှေဆွေးကြို9ကုန်းအပြင်အခန်း3ခန်းကိုလည်းအခန်းကျွေးပြင်ဆင်ပေးခြင်းတွေပြုလုပ်ပေးသွားအောင်ပါတဲ့တော်ဝင် ACM Construction Company Limited ကနေပြီးတော့ဝယ်ယူအားပေးတဲ့ customer များရဲ့ငွေပေးချေမှုကိုတော့ down payment 20ရာခိုင်နှုန်း first floor foundation နဲ့ second floor foundation အတွက်ကိုတော့15ရာခိုင်နှုန်း third floor foundation နဲ့ fourth floor foundation တွေအတွက်ကိုတော့10ရာခိုင်နှုန်းနဲ့ finishing အားလုံးကိုတော့9ရာခိုင်နှုန်းပေးသွင်းရမယ့်အပြင်ဝယ်ယူအားပေးတဲ့ customer တွေအတွက်ကိုလည်းညှိနှိုင်းဆောင်ရွက်မှုတွေလည်းပြုလုပ်ပေးသွားအောင်ပါပါတော်ဝင် ACM Construction Company Limited မှာ YCDC LC891 ဖြစ်တရားဝင်စောက်လုပ်ပေးနေပြီးတော့အရေးအသွေးပြည့်ဝတဲ့စောက်လုပ်ရေးသုံးပစ္စည်းများကိုတတ်မှတ်စံချိန်စံညွှန်းများအတိုင်းတိကျစွာအသုံးပြုတည်ဆောက်ပေးနေတဲ့အတွက်အာမခံချက်အပြည့်အဝရှိတဲ့ကျွန်တော်တို့ရဲ့တော်ဝင် ACM Construction Company Limited ကိုအမြန်ဆုံးကြောက်ရောက်ခဲ့ဖို့လိုက်လဲစွာဖိတ်ခေါ်ပါရစေခင်ဗျာတော်ဝင် ACM Construction Company Limited မှာ promotion ကျင်းပမယ့်နေရာတွေကတော့28ရက်2လ2015မှာ1ရက်3လ2015မှာပြည်လန်းစင်ကြီးဟာ6ရက်3လ2015မှာဂျန်ရှင်းမော်တင်14ရက်3လ2015မှာ15ရက်3လ2015မှာဒဂုံစင်တာ2 21ရက်3လ2015မှာ22ရက်3လ2015မှာကန္နမဟိုးဆေးနဲ့28ရက်3လ2015မှာ29ရက်3လ2015မှာတော့ Paxson အရင် FMI Center အဟောင်းမှာကျင်းပပြုလုပ်ပေးသွားမှာပါတော်ဝင် ACM Construction Company Limited အယောင်ပြခန်းကိုတော့အမှတ်44ပထမတက်ဗဟိုလန်းတနရာရက်ကွက်စမ်းချောင်းမြို့နယ်ရန်ကုန်မြို့မှာဖွင့်လှစ်ထားပါတယ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကတော့31515465နဲ့ hotline နံပါတ်3992334399မှာဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်လူကြီးမင်းတို့မိသားစုဘဝစိတ်အေးချမ်းသာလူနေမှုဘဝကိုပိုင်ဆိုင်နိုင်စေဖို့တော်ဝင် ACM Construction Company Limited တို့အမြဲဆုံးကြွရောက်ခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်တော်ဝင် ACM Construction Company Limited ရဲ့9နှစ်ပြည့်အထိမ်းအမှတ်အထူးဈေးရောင်းပွဲတော်ကြီးကို29ရက်2လ2015မှ23ရက်5လ2015အထိထူးခြားတဲ့အစီအစဉ်ပေါင်းများစွာနဲ့ကျင်းပပြုလုပ်နေပြီဆိုတာကိုသတင်းကောက်ပါလိုက်ပြစီခင်ဗျာတော်ဝင် ACM Construction Company Limited ရဲ့9နှစ်ပြည့်အထိမ်းအမှတ်အထူး promotion အစီအစဉ်အနေနဲ့ရန်ကုန်မြို့တော်ကြီးမှာရှိတဲ့တိုက်ခန်းပေါင်း26ခန်းကနေပြီးတော့မိမိကြိုက်တဲ့တရားတိုက်ခန်းကိုဝယ်ယူရုံနဲ့900ခန်းကနေ1500ခန်းအထိခန်းစားနိုင်မဲ့အခွင့်အရေးဒါအပြင်ကိုနောက်ထပ်အခွင့်အရေးတစ်ခုလည်းရှိသေးတယ်ဗျနောက်ထပ်အခွင့်အရေးဟုတ်လားဘလို့အစီအစဉ်မှလည်းစိတ်ဝင်စားသွားပြီရှင်းပြပေးပါဦးနောက်ထပ်အစီအစဉ်က Lucky Draw အစီအစဉ်လေးမလာမပါစုမဲပေါင်း22မဲအဖြစ်1 carat စိတ်လက်စွပ်တစ်ကွင်း900ခန်းကနေ1500ခန်း discount က9ကတ်3ချက်သားရွှေဆွေးကြို9ကုန်းနဲ့9မူသားရွှေဆွေးကြို9ကုန်းအပြင်အခန်း3ခန်းကိုလည်းအခန်းကျွေးပြင်ဆင်ပေးခြင်းတွေပြုလုပ်ပေးသွားအောင်ပါတဲ့တော်ဝင် ACM Construction Company Limited ကနေပြီးတော့ဝယ်ယူအားပေးတဲ့ customer များရဲ့ငွေပေးချေမှုကိုတော့ down payment 20ရာခိုင်နှုန်း first floor foundation နဲ့ second floor foundation အတွက်ကိုတော့15ရာခိုင်နှုန်း third floor foundation နဲ့ fourth floor foundation တွေအတွက်ကိုတော့10ရာခိုင်နှုန်းနဲ့ finishing အားလုံးကိုတော့9ရာခိုင်နှုန်းပေးသွင်းရမယ့်အပြင်ဝယ်ယူအားပေးတဲ့ customer တွေအတွက်ကိုလည်းညှိနှိုင်းဆောင်ရွက်မှုတွေလည်းပြုလုပ်ပေးသွားအောင်ပါပါတော်ဝင် ACM Construction Company Limited မှာ YCDC LC891 ဖြစ်တရားဝင်စောက်လုပ်ပေးနေပြီးတော့အရေးအသွေးပြည့်ဝတဲ့စောက်လုပ်ရေးသုံးပစ္စည်းများကိုတတ်မှတ်စံချိန်စံညွှန်းများအတိုင်းတိကျစွာအသုံးပြုတည်ဆောက်ပေးနေတဲ့အတွက်အာမခံချက်အပြည့်အဝရှိတဲ့ကျွန်တော်တို့ရဲ့တော်ဝင် ACM Construction Company Limited ကိုအမြန်ဆုံးကြွရောက်ခဲ့ဖို့လိုက်လဲစွာဖိတ်ခေါ်ပါရစေခင်ဗျာတော်ဝင် ACM Construction Company Limited မှာ promotion ကျင်းပမယ့်နေရာတွေကတော့28ရက်2လ2015မှာ1ရက်3လ2015မှာပြည်လန်းစင်ကြီးဟာ6ရက်3လ2015မှာဂျန်ရှင်းမော်တင်14ရက်3လ2015မှာ15ရက်3လ2015မှာဒဂုံစင်တာ2 21ရက်3လ2015မှာ22ရက်3လ2015မှာကန္နမဟိုးဆေးနဲ့28ရက်3လ2015မှာ29ရက်3လ2015မှာတော့ Paxson အရင် FMI Center အဟောင်းမှာကျင်းပပြုလုပ်ပေးသွားမှာပါတော်ဝင် ACM Construction Company Limited အယောင်ပြခန်းကိုတော့အမှတ်44ပထမတက်ဗဟိုလန်းတနရာရက်ကွက်စမ်းချောင်းမြို့နယ်ရန်ကုန်မြို့မှာဖွင့်လှစ်ထားပါတယ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကတော့31515465နဲ့ hotline နံပါတ်3992334399မှာဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်လူကြီးမင်းတို့မိသားစုဘဝစိတ်အေးချမ်းသာလူနေမှုဘဝကိုပိုင်ဆိုင်နိုင်စေဖို့ Construction Company Limited တို့အမြဲဆုံးကြွရောက်ခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်